New queer movie ကြီးရရိုက်တဲ့သူဆိုရင်လုံးဝကြည့်လို့ကောင်းတယ်ပေါ့နော် TV series 9ကိုညွှန်သွားပေးမယ်ပထမဆုံးတစ်ခုကကျတော့ကျွန်တော်ပြီးခဲ့တဲ့2025မှာပေါ့နော်လုံးဝလူကြိုက်အများဆုံးကျွန်တော်ရဲ့ favorite တစ်ခုတောင်ဖြစ်သွားတဲ့အဲ့ TV series ပေါ့နော်အဲ့ဒါကကျတော့ဗာလဲဆိုတော့ Heated Rivalry ပေါ့နော်အကုန်လုံးသိပြီးသားအတိုင်းပဲသူတို့က hockey player တွေပေါ့နော်ဇလန်ကျတော့ hockey player တွေရဲ့အကြောင်းကိုအခြေခံပြီးတော့မှရိုက်ထားတဲ့ပုံစံမျိုးပေါ့နော်အဲလုံးဝကောင်းတယ်သူတို့နှစ်ယောက်အတူတူပြိုင်ဆိုင်တဲ့ခြားလေးမှာ relationship တစ်ခုဘယ်လိုမျိုးဖြစ်သွားလဲဆိုတဲ့ဟာကိုတေချာရိုက်ထားတဲ့ဟာမျိုးအဲ့တော့အဲ့ဒီမှာဆိုကျွန်တော်ကကျတော့ episode 3ကိုကြိုက်လို့ပေါ့နော်အရင်ဆုံးအဲ့ episode 3ကိုသွားပြီးတော့မှကြည့်ပြီးတော့မှ Scott Hunter and Kip ဆိုတဲ့သူတို့ရဲ့ couple ကိုကြိုက်လို့ပေါ့နော် series တစ်ခုလုံးကြည့်ပြသွားတာအဲ့လိုပုံစံမျိုးနဲ့စပြီးတော့မှကြည့်ရင်းနဲ့မှကြိုက်သွားတာပေါ့နော်အဲ့တော့မှ series တစ်ခုလုံးကြည့်ပြီးတော့မှလုံးဝသဘောကျပြီးတော့မှ2015မှာအကြိုက်ဆုံး series ထဲမှာပါသွားပါပေါ့နော်နောက်တစ်ခုဆိုရင်ကျွန်တော်အကုန်လုံးလည်းသိပြီးသားဖြစ်တဲ့ Heartstopper ပေါ့နော် Heartstopper ဆိုကျွန်တော်ရဲ့ very comfortable like series လို့တော့ပြောလို့ရပြန်ပြီးတော့ကြည့်နေတယ်မှာတော့ပါတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့သူကဒီလူငယ်ပေါ့ teenager အရွယ်မှာသူတို့ကြိုက်တဲ့ဟာလေးတွေပြီးသွားရင်လုံးဝစကားလေးကပေါ့ပပလေးနဲ့ပေါ့နော်အဲ့လိုကြည့်လို့ကောင်းတဲ့ပုံစံနဲ့မှာပါတယ်အများကြီးလဲ stress မများတဲ့ကစဉ်းစားစရာသိမလို့တဲ့ကားမျိုးပေါ့နော်အဲ့လိုပေါ့ပ movie လေးဆိုရင်တော့ Heartstopper ကိုကြည့်တယ်နောက်တစ်ခုကကျတော့ Fellow Traveler ပေါ့နော် Fellow Traveler ကလည်းကျွန်တော်တော်တော်များများသိပြီးသားအတိုင်းပဲအရင်ခေတ်ကမှသူခေတ်နောက်ပြန်ပြီးတော့မှရိုက်ထားတယ်ပြီးတော့ရင်ဂျားတဲ့ခေတ်နဲ့လက်ရှိခေတ်နဲ့အဲ့လိုမျိုးသူတို့အတွဲရဲ့ဒီအချိန်ကြာကြီးဘယ်လိုမျိုးထိစပ်ပြီးတော့ကလေးဆိုရဲဟာတခုကိုရိုက်ပြီးထားတဲ့ဟာပေါ့နော်အရင်စိတ်ဝင်စားဖို့ကောင်းတယ်မှာပါတယ်တော်တော်များများလည်းကြိုက်တယ်ဆိုရဲဟာသိပြီးသားပေါ့နော် rating လည်းမြင့်နေတယ်မှာပါတယ်စကားတခုနောက်တစ်ခုကကျတော့ကျွန်တော် Smiley ပေါ့နော် Smiley ကကျတော့သူ Spanish ကားပေါ့နော်အဲ့တော့ကိုယ်ကြည့်မယ်ဆိုအင်္ဂလိပ်စာ subtitle နဲ့ဆိုရင်ကြည့်လို့ကောင်းတယ်မှာပါတယ်တယောက်ကကျတော့ဘာမှအလုပ်လုပ်တဲ့သူတယောက်ကကျတော့ဒီလိုမျိုးရုံးနေမှာအလုပ်လုပ်တဲ့သူပေါ့နော်အဲ့တော့သူတို့နှစ်ယောက်ဘယ်လိုမျိုးတွေ့ပြီးတော့မှလွယ်လွယ်ချောချောတွေနဲ့တွေ့ပြီးတော့မှကြိုက်သွားလဲဆိုရဲပုံစံမျိုးကိုသူကခြိုက်ပေးထားတာပေါ့နော်နောက်ဆုံးတစ်ခုကကျတော့ queer as folk ဒီဟာကျတော့ကျွန်တော်တို့ဒီ TV series ကအရန်ကြာနေပြီပေါ့နော်သူကဟိုးရင်တော့ရိုက်ထားတဲ့ series ဒါပေမဲ့အခုထိလည်းကြည့်လို့ကောင်းတဲ့မှာပါတယ်character တွေလည်းအများကြီးပါပြီးတော့မှ series ရဲ့ shade ပဲမို့လို့ကျွန်တော်ဆိုအပီးထီတောင်မကြည့်နိုင်သေးဘူးပေါ့နော်ဒါလည်းတော့ထိပဲကြည့်နိုင်ပြီးတော့မှတခြားကျွန်တော်အလုပ်တွေများလာနေပြီးတော့အဲ့လို series တွေချင်းအမြဲတမ်းအဆုံးမသတ်နိုင်တဲ့ကိစ္စရှိတယ်အဲ့တော့အဆုံးကြောင်မကြည့်ရသေးဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီမပြီးခင်မှာတော့မှတော်တော်ကောင်းနေပြီဆိုတော့အဲ့ဒီဟာတွေအကုန်လုံးတွားကြည့်ဖို့အတွက်အကုန်လုံးကို recommend ပေးချင်ပါတယ်ပိုကြည့်ပြီးသား series တွေပါဆိုရင်လည်း comment မှာမှန်းခဲ့ပါ follow me for more